ဘာချက်ရင်ကောင်းမလဲဈေးထဲကိုလှည့်ပြီးကြည့်လိုက်ပါဦးမယ်။အားလေးဝယ်ကောင်းတယ်။ဒီကဲမော့နဲ့ဈေးဝယ်ပြီးတော့ပြန်မောမှဝယ်စားမယ်။ဖျားပန်းစောစီဖျားပန်းလေးဝယ်လာ။ဒီမော်တီကဈေးတန်လောက်တယ်ခဏနေရောဖျားပန်းတရက်တီးပန်းတီးရတယ်တရက်တီးပြောပါလေရှိရတော့ရအောင်ပြရရဲ့ဆမဒါဘာငါလဲဒီကြိုက်တယ်ဘာစနေဒီလေးလည်းကြိုက်တယ်အဖေရဲ့ဒီ